Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာလည်းတကယ်ကိုသုံးဝင်တဲ့အင်္ဂလိပ်စာစကားပြောလေးတွေကိုမျှဝေပေးမယ်ပထမဆုံးတစ်ခုက we have only 2 days we have only 2 days okay ငါတို့မှာအချိန်2ရက်ပဲရှိတယ်နော်နောက်တစ်ခါကျတော့ can I get one more day can I get one more day okay ငါတို့အချိန်တစ်ရက်လောက်ထပ်ပြီးတော့ရနိုင်မလားနော်ဒါမျိုးပြောရပါနောက်တစ်ခါကျတော့ we're behind the schedule we're behind the schedule okay ငါတို့အစီအစဉ်ဆွဲထားတာအထက်ကိုနောက်ကျနေပြီနောက်ဆိုတော့ကျွန်တော်တို့ကဒီမှာဘယ်နေ့မှာပါပြီးမယ်ဘယ်နေ့မှာပါပြီးအောင်လုပ်မယ်ဆိုတာမျိုးအစီအစဉ်တွေဆွဲရတယ်ပေါ့အဲ့ဒီခါကိုဆွဲရတဲ့အစီအစဉ်ထက်ကိုနောက်ကျနေတာပေါ့နော် we're behind the schedule okay နောက်တစ်ခါကျတော့ we're ahead of schedule okay ငါတို့ဆွဲရတဲ့အစီအစဉ်ထက်ကိုအရှေ့ရောက်နေတယ် we're ahead of schedule okay နောက်တစ်ခါကျတော့ I can finish by Friday I can finish by Friday okay ငါတောက်ကြနေအပြီးလုပ်ပေးနိုင်တယ်ငါတောက်ကြနေကိုပြီးအောင်လုပ်နိုင်တယ်ပေါ့နော်ဒါမျိုးပြောတာနောက်တစ်ခုကကြတော့ when is the deadline when is the deadline okay ဘယ်နေ့နောက်ဆုံးလဲဘယ်တော့နောက်ဆုံးလဲဒါမျိုးပေါ့နောက်တစ်ခုကကြတော့ it didn't go as planned it didn't go as planned okay စီစဉ်ထားတဲ့အတိုင်းမဖြစ်သွားဘူးပေါ့နော်နောက်တစ်ခုကကြတော့ the plan has changed the plan has changed okay ငါတို့အစီအစဉ်ပြောင်းသွားပြီเนาะငါကဒီလိုလုပ်မယ်လို့စီစဉ်ထားပေမဲ့အခုမဟုတ်တော့ဘူးအစီအစဉ်ပြောင်းသွားပြီ the plan has changed okay ဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye